ဒီဗီဒီယိုနဲ့ကန်ဆက်တဲ့သူတွေအတွက်ဘယ်နေ့ပွားတွေမစိုးနဲ့အကျုံးဝင်ပါတယ်ဒီ reading လေးမှာကြည့်ပေးမှာကတော့သင်ပွားရဲ့နောက်ထပ် next chapter ပေါ့နော်နောက်ထပ်ဘဝအခန်းကဏ္ဍတစ်ခုမှာဘယ်လိုစုလက်တွေစောင့်ကြိုနေလဲဆိုတာကိုပန်စုက tarot reading လေးအနေနဲ့ကြည့်ပေးမှာပဲဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ပထမဆုံးအနေနဲ့ကြည့်ပေးမှာဆိုလို့ရှိရင်တော့လက်ရှိသင်ရဲ့ energy မှာဘာတွေအပြောင်းလဲရှိနေမလဲဟုတ်ပြီဒီမှာဆိုရင်တော့ the magicianသင်ရဲ့လက်ရှိ current energy ဟာ the magician energy ဖြစ်နေတဲ့အတွက်ကြောင့်မလို့သင်ကအလုပ်တစ်ခုခုကိုစတင်ဖို့လုပ်ထားပြီဆိုတဲ့အခါကြလို့ရှိရင်ပြည့်စုံတဲ့အနေအထားတစ်ခုမှာဖြစ်နေပြီ the magician energy ဟာဆိုလို့ရှိရင်တော့ငုံမိတဲ့တိုင်းတက်နိုင်ဖျားရောက်ဆိုတဲ့အနေအထား energy မျိုးကိုလည်းပြောတယ်နောက်တစ်ခုကသင်အလုပ်တစ်ခုခုစတော့မယ်ဆိုလို့ရှိရင်အဲ့ဒီအတွက်ပေါ့နော်အတွေ့အကြုံတွေရောပညာရက်တွေရောtools တွေအကုန်လုံးကိုသင်ကရှေ့မှာအကုန်လုံးစုဆောင်းထားပြီးသွားပြီပြီးရင်လည်းအရှေ့မှာပန်းခင်းလန်းလိုမျိုးစောင့်ကြိုနေပြီဆိုတာမျိုးပေါ့နော်ဒါမျိုးတွေရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့စတင်ခြင်းရင်စတင်လို့ရပြီဆိုတာကိုပြောထားတာပဲဖြစ်တယ်အဲ့ဒီတော့တဲ့အနေနဲ့ဒီလမ်းကိုသွားဖို့ရအတွက်ဒီဘလို့အတားအဆီးတွေရှိနေမလဲဆိုတာကိုတကတ်ထုတ်ကြည့်လိုက်ရအောင်ပါ Ace of Swords ပါပြတ်သားတဲ့အခွင့်အလမ်းပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုတော့သင်ကစောင့်နေသေးတယ်ဆိုတာလေးကိုတော့မြင်နေရတယ်ပြောရမယ်ဆိုလို့ရှိရင်တော့အတားအဆီးအနေနဲ့ကိုတိုင်းဆုံးဖြတ်ချက်ချပြီးတော့လက်တွေ့ထားလုပ်လိုက်ဖို့လိုနေတယ်သို့တော်လည်းတယောက်ရဲ့ဒီတာဝန်ယူမှုတာဝန်ခံမှုထောက်ခံမှုပေါ့နော်အဲ့ဒါလေးတစ်ခုကိုသင်ကစောင့်နေသေးတယ်ဆိုတာလေးကိုတော့မြင်ရတယ်ပြောရမယ်ဆိုရင်တော့တယောက်စီကနေပြီးတော့မင်းလုံးနိုင်ပါတယ်ဆိုရဲအားပေးမှုပေါ့နော်တယောက်ရဲ့အောင်ပွဲခံတရပူလာပြီးတော့စောင်းပေးမှုလေးကိုတင်ရစောင့်မျှော်နေတယ်အဲ့ဒါလေးကတော့အတားအဆီးဖြစ်နေတယ်ဆိုတာဒီကက်ကလေးမှာလာပြီးတော့ပြနေပါတယ်နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ဘလို့စပြီးတော့လှုပ်ဆောင်ရမလဲဆိုတာကိုကြည့်ရအောင်ပါဟုတ် the star ပါ the star ကဖြစ်တဲ့အတွက်ကြောင့်မလို့ပန်းစုတို့တွေကကိုယ့်ရဲ့ရှိပြီးသား talents တွေအကုန်လုံးကိုထုတ်ပြီးတော့အသုံးချဖို့လိုနေပြီဆိုတာကိုပြသနေတယ်တကယ်လို့ကိုကကိုယ့်အရေးချင်းတွေကို talent တွေကိုကိုယုံကြည်ချက်မရှိဘူးထုတ်မသုံးနိုင်ဘူးဆိုတဲ့အခါကျရင်အခွင့်အလမ်းတွေကမေ့ပြောက်ကွယ်သွားနိုင်တယ်အခုအချိန်က star energy ရှိနေတယ်ပေါ့နော်အဲ့တော့သင်ရဲ့အရေးချင်းတွေကိုတည်တည်ချာချာထုတ်ဖော်ပြီးတော့သုံးဆွဲပါဒါမျိုးကိုပြောထားတာပဲဖြစ်တယ်နောက်တစ်ခုကဆိုလို့ရှိရင် star မှာဆိုလို့ရှိရင်တော့သူကလေဒီကုန်းတဝက်ရှည်တဝက်ပေါ့နော်အဲ့ဒီလိုမျိုးအနေအထားမှာလည်းပြထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရှေ့က magician နဲ့ပြန်ကောက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့သင်အနေနဲ့လှုပ်ဆောင်ပြီးဆိုတဲ့အခါကြလို့ရှိရင်ဘယ်နေရာမှအလဟတ်သက်ဖြစ်သွားမှာမဟုတ်ဘူးပြောရမယ်ဆိုစေးဆက်ကြရအယုတ်ထင်ပဲဘယ်နေရာမှာမဆိုစတင်လို့ရတယ်ဘာမဆိုအခုချက်ချင်းထပြီးတော့လှုပ်လိုက်မယ်ဆိုတဲ့အခါကျရင်ရလက်တစ်ခုဖြစ်ထွန်းလာမယ်ဆိုတာလေးကိုတော့ပြောထားတာပဲဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ဆုံး universe ကနေပြီးတော့သင်တို့ကိုဘလို့စုလက်တွေစောင့်ကြိုနေလဲဆိုတာကတော့ page of scat ဖြစ်ပါတယ် page of scat ကစွမ်းရင်အရာဆိုလို့ရှိရင်တော့သင်တို့လှုပ်လိုက်တဲ့အရာတိုင်းဒီကောင်းသောစုလက်တစ်ခုသင်တို့စီကိုပြန်ပြီးတော့ရရှိနေမယ်ဆိုတာလေးကိုပြသနေတာပဲဖြစ်တယ်နော်အဲ့ဒီတော့လှုပ်ဆောင်စရာရှိတာလေးတွေကိုမြန်ဆန်လှုပ်ဆောင်လိုက်ပါတကယ်လို့ဆက်ပြီးတော့အချိန်ဆွဲနေမယ်စောင့်ဆိုင်နေမယ်တယောက်ရဲ့ထောက်ခံမှုတွေအားပေးမှုတွေကိုစောင့်နေအောင်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီအခွင့်အလမ်းလေးတွေကပြည့်ပြည့်သွားနိုင်ပါတယ်ဒါကြောင့်မလို့ဒီလိုမျိုးစောင့်မနေတော့ဘဲနဲ့သင်ရဲ့နောက်ထပ်စာမျက်နှာသစ်မှာဒီလိုအခွင့်အလမ်းတွေစုလက်တွေလည်းရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဆောင်စရာရှိတဲ့အရာတွေရဲဝံ့စတင်မှာတော့လို့ tarot card တွေကတော့ပြောထားပြီးပဲဖြစ်ပါတယ်เนาะအဲ့ဒီတော့ဒီ energy လေးတွေနဲ့ကိုက်ညီတယ်ဆိုတဲ့မိတ်ဆွေတွေကလည်း comment လေးမှာကိုဘွားရဲ့နောက်ထပ်စာမျက်နှာသစ်မှာဒီလိုစုလက်တွေရဖို့ဘယ်အရာစတင်လှုပ်ဆောင်တော့မယ်ဆိုတာလေးလည်းဝင်ရောက်ဆွေးနွေးပေးကြလို့ရပါတယ်အခုလိုမျိုးစိတ်ဝင်စားစရာ tarot reading လေးတွေနဲ့ spiritual knowledge တွေအပတ်စဉ်ကြည့်ရဖို့အတွက်ပန်းစုတို့တွေရဲ့ account လေးတွေ channel လေးတွေကို follow and subscribe လုပ်ခဲ့ဖို့မမေ့နဲ့เนาะကျေးဇူးပါပန်းစုပါ